ပြစ္ဆုတ်ပံယခုရောက်ဆဲဘဝပြိတ္တိကိုဆက်ပေးလိုက်တာလေအချုပ်ကမန်းနဲ့ဒီတဲ့တဏှာလောဘဓမ္မတွေဒုက္ခချင်းဆက်ပေးလိုက်တာမြင်မှာအတိတ်ဘဝလွန်ခဲ့တဲ့ဘဝကသုတိပြီးပြီးနဲ့တည်းနဲ့သုတိဒုက္ခပြီးပြီးနဲ့တည်းနဲ့ပြိတ္တိဒုက္ခနဲ့မပြရအောင်ဆက်ပေးလိုက်တာလုံခွဲဆက်တဲ့အချုပ်ကမန်းတွေဆက်ပေးတယ်လို့တဏှာလောဘတွေဟူသောအချုပ်ကမန်းကဆက်ပေးလိုက်တာနဲ့ကျွတ်တို့ဒုက္ခအဆက်မပြတ်ဖဲဖြစ်သွားသဘောပါကြဒုက္ခအဆက်မပြတ်တာတဏှာလောဘပဲလို့ဆိုလို့ရှိရင်ယုံကြည်ခြင်းနဲ့သာမှတ်တော့သဘောကြတခါတော့ပါသစ္စုပ္ပန်ဘုရားဒီဘဝသိကြရအောင်ဘုန်းကြီးပြောတဲ့ဥပဒနာလုပ်သေးနိဗ္ဗာန်ရောက်တဲ့အလုပ်တွေမလုပ်သေးပါဘူးဆိုလို့ရှိရင်သစ္စုပ္ပန်ဘုရားသုတိစိတ်ကလေးနဲ့အနာဂတ်ပြိတ္တိတွေနဲ့လည်းဆက်ပြုံးဘယ်သူပါလဲမတော်လို့လက်သေးတိုင်းရှားကြပါလားတဏှာလောဘဟောတာဖြင့်အချုပ်ကမတဏှာလောဘဖြင့်ဆရာဘုန်းကြီးကဖန်ပေးဘုရားကဟောလို့ဆရာဘုန်းကြီးကဖန်ပေးတော့သူမသေးတွေ့ဒုက္ခဆက်ပြတ်တော့မှာမဟုတ်ဘူးလို့ဒီနေ့တရားမှာဆုံးဖြတ်ချက်ချသူမသေးတွေ့ဒုက္ခဆက်မပြတ်တော့ဘူးဆိုတဲ့ဥစ္စာတရားဓမ္မတို့လေးလေးစားစားနဲ့ဟုတ်တာပဲတကယ်တမ်းသူဆိုးနေတာပဲဆိုတဲ့ဥစ္စာကိုညာနဲ့ပဲဆုံးဖြတ်ချက်ချပါလို့ဘုန်းကြီးတို့ကသတိပေးလိုက်ကောင်းကောင်းယုံကြည်ပါပဲအတိတ်ဘဝကသုတိနဲ့သစ္စုပ္ပန်ဘဝပြိတ္တိဒုက္ခနှစ်ခုကိုဆက်ဆက်ပေးတာလည်းဘယ်သူပါလဲဩယခုပြစ္ဆုတ်ဘဝသေးလို့ဆရာတော်မောင်းနဲ့မတွေ့လို့ဓမ္မတွေတရားဓမ္မမကြိုးစားလို့ရှိရင်ဩငါဘာဖြစ်မှာပါလိမ့်မလို့မတွေးနဲ့တော့ဓမ္မတို့ငါဒုက္ခဖြစ်မယ်လို့သာမှတ်လိုက်ဘယ်နဲ့ကြောင့်ဒီဒုက္ခဆက်မိပါလိမ့်မလို့အမဲထုတ်တဲ့အခါကျတော့မှဩပြစ္ဆုတ်ဘဝအသေးသုတိပြီးတော့ကိုအနာဂတ်ဘဝအနေသာတိပြိတ္တိနဲ့ဆက်ပေးတာလဲသူရှိသေးလို့ဆက်တာကိုလို့မှတ်လိုက်စမ်းသဘောပါကြဒါဖြင့်ဒီကြားတယ်လည်းအချုပ်ကမဟာတဏှာလောဘအတိတ်နဲ့ပြစ္ဆုတ်ပံကြားဆက်ဆက်ပေးတာတဏှာလောဘပြစ္ဆုတ်ပံနဲ့အနာဂတ်ဆိုတာဆက်ဆက်ပေးလိုက်တာတဏှာလောဘဂိုင်းဘုန်းကြီးတို့ဓမ္မဩဒုက္ခပေးလေတည်းများတဏှာကလို့တဏှာလောဘကမှတ်လိုက်လို့ရှင်းတယ်ဥက္ကဏဥပါလေဘယ်နည်းမှမလွဲတော့လွဲကြတယ်ရဲ့ကြက်ကြက်စဉ်းစားပြီးဒီကလာလက်တယ်တော့ပြင်ဆရာဘုန်းကြီးကဖမ်းပေးပြီးမမသေးသေးဖြင့်ဘယ်နည်းနဲ့မှနေရကြတော့မှမဟုတ်ဘူးသူမသေးတွေ့ဟာဒီသုတိဒီပရိသေဒီသုတိဒီပရိသေဟောနိုင်တော့ကိုမြင့်တို့သူပဲဆက်ပင်ဒီအချုပ်သမားကိုကျွတ်တို့ဒီအသေးလဲရိုက်ထုတ်ပြီးဒီကလာနေမပြတ်နိုင်တဲ့အချိန်နေမျိုးသာနေကြမယ်ဆိုလို့ရှိရင်ဖြင့်ကောင်းကျိုးတော့မတွေးပါနဲ့တော့လို့သတိပေးလိုက်ကောင်းကျိုးတွေးကြချက်ကိုပါရမယ်ခိုင်းတယ်ဓမ္မတို့ဩဘုရားများစွာသံဃာကတို့မှာတဘဝသေးလိုက်တဘဝပြိတ္တိနဲ့ဆက်ပေးလိုက်အဲရောက်တဲ့ဘဝမှာတကားသက်တမ်းရှိလို့သေလိုက်သေပြီးဒီကလာအနာဂတ်ဘဝနဲ့ထိုးပြီးဆက်လိုက်ပြန်ပြီဘယ်သူပါလိမ့်မလို့ဆိုတဲ့ဥစ္စာဖြင့်တတန်တရားလုံးဒီအချုပ်သမားမသေးတွေ့လုံခွဲဆက်တယ်လို့ဒကာဓမ္မတွေသုတိပရိသေဆက်ပြီးမှန်ပါကောင်းကောင်းသဘောပါကြပါဒါကြောင့်လေးလေးစားစားနာကြပါလို့ဒီဥစ္စာကိုသတိပေးရတယ်အရေးကြီးတဲ့ချက်ကိုပြောတော့တယ်သဘောပါဒကာဓမ္မတွေဘဝတွေဆက်ပုံဖြင့်ကောင်းကောင်းရှင်းနှပ်ပြီပေါ့ဗျာတတန်တရားလုံးပြတော့မှဒုက္ခအနာမရှိအောင်ဆက်ပေးနေတာဘယ်သူပါလဲမှန်ပါကောင်းကောင်းသဘောပါကြအမတန်ရေးကြည့်ပါလေဒကာဓမ္မတို့မြတ်စွာဘုရားဒေသနာတော်လည်းဖြစ်ပြန်ဖြစ်တို့ကလည်းမနေ့ကပြောတဲ့သုံးလုံးကားနေဖြစ်နေတော့ဘယ်လိုကလုပ်လိုက်ပါလဲငါဘယ်နဲ့ကြောင့်ဒီရောက်လာပါလိမ့်ဒီဥစ္စာကျွတ်တော်ကတန်လျာနဲ့နေရယခုတော့ပြန်မရအကူကြီးဆရာဘုန်းကြီးပြောဆိုနဲ့အင်္ဂုတ္တပါဠိတော်ကြီးမှာလာတာနဲ့ဒကာဓမ္မတွေသိစေခြင်းတို့ကထုတ်ဖို့ပြောတော့မှလက်ပဲဖမ်းမိတဲ့နေ့ပါလားဟုတ်ပါဖမ်းမိကြတယ်ဟုတ်လားဘာများဖမ်းမိကြပါလဲအနာလောဘပဲဖမ်းမိကြတယ်ဆိုတာဖြင့်ညံ့ကြမလို့တော့ကြပါဘူး။ခိုင်းဒါဖြင့်ဓမ္မတို့ဒုက္ခအဆက်မပြအောင်ဆက်ဆက်နေတဲ့တရားဖြင့်ကောင်းကောင်းမိပါဘူး။ကမိဗလားမိပါဘူး။ဒါလည်းတော့မိပြီနော်။နောက်ကဓမ္မတွေကိုလက်တယ်မိပြီဒုက္ခဆက်ပေးတဲ့လူကိုကျွတ်တို့ကအနိုင်ရည်မရှိသေးကာလပတ်လုံး
ဘယ်တော့မှဒုက္ခဆက်ပြတ်တော့မယ်မဟုတ်ပါဘူးဆိုတာကိုဖြင့်သုံးတဲ့ချက်ချက်ကြတော့မချရဘူးဒုက္ခဆက်ပေးတဲ့လက်တွေကိုကျွတ်ကအနိုင်နိုင်တဲ့အခြေအနေတွေရောက်နေကြမဆိုတစ်ချက်တစ်ချက်မှပဲသဘောပါကြဒါလည်းကြောက်เสียကောင်းပါလားကောင်းပြီဒါဖြင့်တပည့်တော်တို့ဘယ်သူမှဘုံဘဝတွေကိုဆက်ပေးတဲ့လက်တွေဖြင့်ဘယ်သူရဲ့လို့ဖြင့်အရင်တော့ကမသေးကြခဲ့ဘူးဗျာကုသိုလ်ကံကဆက်တယ်လို့မုံနိုင်တော့ထင်ချင်းနဲ့ကိုမြင့်တော့ထင်ချင်းထင်မပေါ့ဗျာမဟုတ်ပါဘူးတဲ့ကုသိုလ်ကံပဲမဲ့ဒီတဏှာမရှိရင်ဒီကုသိုလ်ကံဟာနိဗ္ဗာန်ပို့သူဆက်ပေးနေတဲ့အတွက်နိဗ္ဗာန်မရောက်ချင်ကုသိုလ်ကသူ့လက်အောက်ခံဖြစ်တပည့်ကြကုသိုလ်ကသူ့လက်အောက်ခံဖြစ်သောကြောင့်လူစုတိနဲ့နတ်ပရိသေတွေနဲ့ဆက်လိုက်တာဟုတ်ကဲကုသိုလ်ကသူစိတ်ကြံလို့ဆက်ရတာလေဓမ္မတို့တဏှာဝဇ္ဇခံပြီးဒီကာလပို့လိုက်ရတာဒါဖြင့်လက်တည်းရင်းကြကြရှာတော့ဘုမြင့်တော်မောင်နိုင်တို့ဘာလာတွေ့ခင်ဗျားတို့ကတော့သမင်းမြညာငလေးနဲ့ကြည့်လိုက်တဲ့အခါကံကောင်းလို့လူကြီးရောက်လာတယ်ဒီလိုဆင်းလိုက်ကံကောင်းလို့နတ်ကြီးရောက်လာပြီလေဒီလိုပဲတင်ကြဘယ်လိုပဲဒီကံတွေဟာကောင်းကောင်းမောင်းနိုင်တဏှာရာသိဒီကံတွေဟောတိကံဖြစ်တဏှာတွေတော့ဒီကံတွေဟောတိကံဖြစ်ဘုရားဖြစ်ကံတွေဝေဒနာယမင်းလက်ချက်မှာသူလိုက်တန်းလိုက်ပဲလိုက်ခံလိုက်တာရှင်ကောင်မဲပဲသိမုံလေး50တောင်းဆင်ရင်ပြီးဒီကလာမှလူတာတိုင်းပြေပါလူတဲ့လူကြီးဟာဘုရားဝေဒနာယဖြစ်ကံနေပြီးတုတ်တိတာသွားတုတ်တိတာနေပြီးဆင်းပြီးဘုရားဖြစ်တော့သိတဲ့မင်းသားဖြစ်နေတော့ဘုရားဖြစ်ဆိုယူတော့အဲ့ဒီလူတမ်းပေးကမ်းတဲ့ကံတွေကကုန်ပြီလို့ဆိုနိုင်မှာမကုန်ဘူးသူတို့တွေကလို့ဆိုရင်တဏှာရှိတဲ့ပုဂ္ဂိုလ်ပြန်ကျိုးဘက်ကိုကုန်နိုင်မှာဘာလို့လဲနဲ့လူပြင်းနတ်ပြင်းချင်းချင်းခံစားရဆိုတဲ့သုတ်တန်တွေကရှိနေသေးတယ်မရှိဘူးလားမရှိပါဘူးတို့တော့ဘောဓိပင်နဲ့ရွှေပလင်မှာဥပဒနာအလုပ်ကိုကျိုးစားလုပ်လိုက်တဲ့အတွက်တဏှာလောဘကပြတ်ထွက်သွားတော့ဒကာဓမ္မတို့ဖေမြရီဖေဟာပြိဋိဘံစံပြီးဆက်သေးဆုံးလို့မဲလို့ရှင်းပြန်ကံကုန်လို့မဆက်တာလားတဏှာကုန်လို့မဆက်တာလားဆိုတာကမေးလိုက်တော့သဘောပါပြီဒကာဓမ္မကံရတော့မကုန်တဏှာကုန်သွားတာနဲ့မဆက်နိုင်တော့ဘူးဆိုတော့ဩจิตတို့ငကောဆွဲနေတာကံဆွဲနေသဘောကျငကောဘာဆွဲနေတာဟာကံကပုတ်ပေးတာပဲလို့ဒကာဓမ္မတွေမသိချာတော့ဒီကံလေးတစ်လုံးကိုပဲခင်ဗျားတို့ကကောင်းကံဆိုးကံဆိုပြီးဒီကလာဒီလိုပဲယူထားပြီးဒီကလာနေကြတော့လက်သက်ရင်းကြကြဟုတ်ပါရဲ့လားလို့အမေးထုတ်လိုက်တဲ့အခါကျတော့မှအခုဝတ္ထုထုတ်ပြလိုက်တော့မဟုတ်ပဲဖြစ်သွားသဘောကျကံတွေကရှိဘူးလားဗျာဒါတော့တဏှာမရှိတဲ့နောက်ကအနာဂတ်ဘဝနဲ့ဘုရားမှာဆက်သေးရဲ့ဟောနေသေးကြလားသိကြပါဘူးဒါဖြင့်ဘဝဆက်လေသည်မြတ်တဏှာလောဘကသာမှတ်လိုက်ပါတော့ဒုက္ခဆက်လေသည်မြတ်ရှင်းသွားပြီဝတ္ထုလုံလောက်သွားလို့ဥပါလေလုံလောက်သလားကိုယ်ကဒါဖြင့်ကံကြောက်เสียကောင်းသလားတဏှာကြောက်เสียကောင်းသလားခုမှပဲခင်ဗျားတို့ဖုတ်တံမေတော့တယ်ခုမှပဲဖုတ်တံမေတော့တယ်ဓမ္မတော်ကိုယ်တော့ကတော့အကုသကံနဲ့နှိမ့်ဆက်မှကြောက်လိုက်တာတဏှာကြောက်တယ်လို့မပါပါဘူးဘာကြောက်တယ်ပြောနေအကုသကံကျုပ်ပြလိုက်လို့ရှိရင်တော့ပြင်ကျုပ်ပြင်တိုင်းနဲ့လဲပြီးတရားမှာတော့သိကြောက်စီဝါရီနဲ့ချိုးရမ်းတော့မှသိကြောက်ဘာကြောင့်ကြောက်တယ်ကိုအကုသကံဝင်လာဘယ်နဲ့လို့ဆိုပြီးမောင်တိုင်းကကံကြောက်ရှင်းအမှလည်းဒီကံကောင်းတော့မကြောက်ပါနဲ့အကုသကံကိုဘုန်းကြီးပြောပြပါမယ်မုတ်ဆိုးကြီးတစ်သက်လုံးမုတ်ဆိုးလို့ဒီကလာတယ်မုတ်ဆိုးကြီးသား9ယောက်ချွေးမ9ယောက်သူခင်မောမပါတစ်သက်လုံးမုတ်ဆိုးလို့နေတော့အကုသကံကြီးကမနှဲပါဘူးဘုရားကတဏှာချုပ်တဲ့ဥပဒနာအလုံးနဲ့နိဗ္ဗာန်ရောက်သူတို့အလုတ်ခိုင်းလိုက်တဲ့အခါကြတော့ဘူးအဲ့ဒီအကုသကံကြီးကအကျိုးများပေးသေးသလားပေးသေးပါဘူးဆက်နိုင်နေရဲ့ဘာလို့လဲတဏှာချုပ်သဘောကျဒါဖြင့်ဓမ္မတို့ကုသကံတွေကိုလည်းတော့ကြောက်เสียမလိုလားပါဘူးကုသကံတွေကဝတ္တကုသကံတွေပြည့်ရလို့ကမနှဲလို့ထားတာဗျာမသိခင်တော့အရှင်ပြားနဲ့မတွေ့ခင်တော့ကဘာလို့လားပါလေရေလိုအေးရပါလေဆိုတာတွေကပြည့်ရလို့ကမနှဲဆက်ထားတာအဲ့ဒီဝတ္တကံတွေဝတ္တလည်းမဲ့ကံတွေတပြည့်စုံတပုံကြီးရှိပါတယ်တနည်းမသိမလိမ္မာတော့ငယ်ရင်ခါတော့မိုင်မဲပြီးထားတာတွေကလည်းတပြည့်စုံမှာ
လင်းဒီကောက်ကျစ်ပြီးကြလား